တော့ကိုမခွဲနိုင်အဲ့ဒီကောင်ဖုတ်ကိုအိမ်မဘလို့နင်ချရမလဲဆိုတော့ကိုကြမ်းမယ်စုကိုကြမ်းမယ်အဲ့ကောင်မရှိတဲ့တဲ့စုကိုကြီးပြန်လာခဲ့နော်စုနော်အဲ့ကောင်လုံးသလိုလိုအားသလိုလိုလည်းများဟိုကျွန်တော်တက်တက်လုံနေသလိုဖြစ်နေတာအဓိကကျွန်တော်ကောင်မလေးကလည်းဒီကောင်အိမ်မှာရှိနေရင်းနဲ့သူနဲ့အဆင်ပြေဖို့ဆိုဘလို့မှမဖြစ်နိုင်ဘူးလေအဓိကသူအိမ်မှာမရှိစေချင်တာအဲ့ဒီကြောင့်ကျွန်တော်ပတ်စံကုန်ရင်ကုန်မစီဆိုပြီးတော့အဲ့ကောင်ကျွန်တော်ခင်ဗျားတို့လက်ထဲကိုအပ်ပြီးတော့ကင်လိုက်စေချင်တာဗျာကျွန်တော်ပြောတော့ပြီးတော့အိမ်ကိုလည်းပြန်မလာစေချင်ဘူးအဲ့ဒါလေးဘောပါပြီ။အော်အဓိကအဲ့လူနေမင်းကိုပြန်မနေမင်းနေပြီမလားဟမ်ဟုတ်ဘူးလူနုံအဲ့ဒီလူနုံကျွန်တော်အိမ်ကိုပြန်မနေရင်ပြီးပြီအဲ့ဒါကြားတယ်သိတယ်မင်းကမပြောင်းနဲ့ဟုတ်ငါပြောနေတာအခုဖြစ်နေတာအခုပြောင်းနေတာလေ तू ကအတီပြောနေတာကျွန်တော်အတီပြောနေတာဟာထားရစားပါဆရာဘာမိုးတဲ့ကောင်လဲဟေ့အောင်မင်းခိုင်းနေတာပဲလားဟုတ်တယ်ပြီးကြလားပြီးပါမယ်ဟေ့အောင်နေမင်းတို့ခိုင်းပြီးတော့ငါ့စီကိုလွတ်လိုက်လူချင်းတဲ့အချိန်စောင့်ငါတွက်ဆလိုက်အောင်မယ်အဓိကလူနုံမင်းကြီးကိုပြန်မလာရင်ပြီးရောပြီးတော့ဒီကောင်အသေးလားရှိသေးအကျိုးလားအကန်းလားအကွဲလားအပြေလားဒါမှမဟုတ်တို့အပီးရှော့ပြရမှာအပီးကတော့ရှော့စရာမလိုဘူးအဓိကကျွန်တော်ကွဲပြေးပြီးအဓိကကန်းစေချင်တာဒါမှကျွန်တော်အိမ်ကိုဒီကောင်ပြန်မလာတက်မှာလေဟုတ်တယ်မင်းတို့ကြားရနော်ကန်းစေချင်တယ်အပီးတော့မလို့နဲ့ကျွန်တော်အိမ်ကိုပြန်မလာရင်ပြီးတော့ရှင်းတော့ပြောမြန်လားခင်ဗျားကတက်ချင်တယ်မတက်ချင်နေဒါတော့ကျွန်တော်ကိစ္စပါကိုကိစ္စတော့ကိုရှင်းရမှာနော်ကျွန်တော်တို့လာအမှုမပတ်နဲ့နော်ရတယ်ပြဿနာမရှိဘူးငါတို့ကိစ္စငါတို့နိုင်တယ်ပြီးရောနော်ငါတို့ယုံလို့မင်းလာတာမလားဟုတ်တယ်အဲ့ဒါကြောင့်လည်းနောက်ဆက်တော့ကိစ္စဘာမှဖြစ်စရာစိတ်ကြဟုတ်အဲ့ဒါကြောင့်လည်းဖြစ်ဘူးဖိတ်ချခင်ဗျားတို့လာအဲ့ဒါမဘူးနဲ့အဓိကအိမ်ပြန်မလာရင်ပြီးရောနော်အိမ်ပြန်မလာရင်ပြီးတော့အခုတော့ရှိတယ်အဲ့ကောင်ကိုငါတို့ရှိတဲ့နေရာကိုမင်းတပင်းမျိုးရအဲ့ဒါမဘူးနဲ့ကျွန်တော်အခုအိမ်ပြန်တာနဲ့ကျွန်တော်ဈေးဝယ်ဆိုပြီးဟာဒီကပဲကျွန်တော်လွတ်လိုက်မှာပြီးအဲ့ကောင်တခါတည်းတာမသွားလိုက်ငါတို့ဒီနေရာစောင့်မယ်ဟုတ်ကဲ့ရတယ်လှုပ်ချင်တယ်လို့လားလှုပ်လိုက်တော့စောင့်နေမှာနော်သူလိုချင်တဲ့ပုံစံမင်းတို့သိတယ်နော်သိတယ်ကျွန်တော်ကြီးပြန်မလာရင်ပြီးတော့ကျွန်တော်ကြီးပြန်မလာရတယ်စိတ်ကြအပွင့်လင်းဆုံးပြောမယ်ဗျာကျွန်တော်မြစ်တာကိုမရှိတာဗျာနော်ရတယ်ငါပဲကျွန်တော်တော့လှုပ်ပြီးတော့စိတ်ကြပဲခင်ဗျားတို့လက်လုံသွားလို့တကူကူဖြစ်သွားတယ်ဆိုကျွန်တော်နဲ့မဆိုင်ဘူးနော်ရတယ်လေကွာငါတို့ကဒါလှုပ်စားနေတာဟုတ်ကဲ့မင်းပေးတဲ့ငွေမောင်းနေတာအကောင်တက်เสียအကြောင်းမရှိဘူးလက်ချိန်စားတယ်ပြန်မလာပြီးရောမလားပြန်မလာပြီးရောသွားတော့ရမှန်ပြီးသားကွာမင်းရလေကွဲရလည်းရတယ်ပြဲရလည်းရတယ်ကန်းတာလည်းရတယ်စကားမပြောလည်းရတယ်ဟုတ်ကဲ့လက်မလောက်ချုပ်ချင်တာလားတထွားလောက်ချုပ်ချင်တာလားတတောင်လောက်ချုပ်ချင်တာလားဆရာအကိစ္စတပည့်ဦးကရှင်းလိုက်ပြီးရနော်ဆရာမလို့ဆရာမလို့ဘူးနော်ဒါပါလေးတွေအတိမကိစ္စလေးဆရာယူပြီးပြန်တော့ကျွန်တော်ရှင်းလိုက်နော်ကျွန်တော်မနဲ့စောင့်ကြည့်မရမယ်ပတ်စံမယူထားတဲ့တမ်းမှာဆရာအဲ့ကောင်ကျွန်တော်တောင်းထားတယ်ကျွန်တော်ပြက်ကင်နိုင်မယ်ပတ်စံလေးရဒါမှတခုလို့ရှိတယ်ဟုတ်တယ်မင်းတို့လူနုံရိုက်တဲ့ခါကျရင်တွေ့မထွက်စေဘာဖြစ်လို့လဲဆရာတွေးမြင်ငါကြောက်တယ်ဟောဆရာလည်းဗျာဟုတ်ပြီမင်းအဲ့လိုပြောလို့ကြီးရင်သွားရင်မလားမင်းပြောရတော့ဆရာဟုတ်တယ်အဲ့ရတယ်ပြဿနာမရှိဘူးငါကိစ္စငါရှင်းမယ်စိတ်ကြဆရာအကောင်သွေးမထွက်ပဲတော့အမှောက်ကြိတ်ပြီမယ်